မဟုတ်အရင်ဆုံးကိုကိုဘာမှမဟုတ်ဘူးလို့ခံယူတတ်ဖို့အရေးကြီးတော့ I am nothing ငါဘာမှမဟုတ်ဘုရားသခင်မရှိတဲ့ခါမှာဘုရားသခင်မရှိရင် I am nothing ဘုရားသခင်ရှိမှကျွန်တော်အားလုံးကိုတတ်နိုင်တယ် I can do all things အားလုံးတတ်နိုင်တယ်ဆိုတာကသူများကိုလည်းနှိမ့်ချနိုင်တော့အစီခံနိုင်တော့တယ်ဒါမှမဟုတ်အရင်ခတ်တာလူတယောက်ကိုနှိမ့်ချဖို့လူတယောက်ကိုနားလည်ပေးဖို့လူတယောက်ကိုဖွင့်လို့ပေးဖို့သူ့ကိုလက်ခံပေးဖို့အားလုံးတတ်နိုင်တယ်ဆိုတာကအောင်မြင်တာဖြစ်တာတော့ကိုပဲပြောတာမဟုတ်ဇာတိကိုထိုးနိုင်သွားနိုင်တယ်နှိမ့်ချသွားနိုင်တယ်ဒီအဲ့ဒါကိုပြောအဲ့ဒါအားလုံးတတ်နိုင်သွားတယ်ဒီလားတွေဟောအတိမပြုတ်ဖြစ်စေအတိမပြုတ်ဖြစ်စေအဲ့တော့လမ်းမတော်ဆရာနဲ့ပြောလာသေးတယ်ကျွန်တော်တို့အမှုတော်ဆောင်တဲ့အခါမှာလူတွေရဲ့အချီးမောင်းလူတိုင်းကခံနေကြတယ်လေအချင်းဆိုတာရန်ကောင်းတာပဲကိုကျော်ရန်ကောင်းတယ်လူတိုင်းကအဲ့ဒါကိုခံယူကြင်ကြတယ်ဒါပေမဲ့ကျွန်တော်တို့ကသူများကိုကျေးဇူးတင်တယ်ပြောသည်ဖြစ်စေမပြောသည်ဖြစ်စေမပြောလို့လည်းစိတ်မဆိုးအောင်ပြောတဲ့ပုံမှာလည်းမตายရအောင်အကောင်းဆုံးလုပ်အောင်ဒါကျွန်တော်ရဲ့ဆောင်ဖို့ကတော့ဘာပဲလုပ်လို့ whatever you do ဘာပဲလုပ်လို့အကောင်းဆုံးလုပ် just do the best အကောင်းဆုံးလုပ်ပဲဒါပေမဲ့အကောင်းဆုံးကိုတော့ဘုရားကြီးကပဲပြောနေပါခါတည်းကကျွန်တော်တို့လူတယောက်ကိုအကောင်းဆုံးစိတ်ခံလိုက်ရင်သူကြီးပြန်ပြောလဲသူကကိုယ်ပြန်မတုံ့ပြန်တဲ့ခါမှာစိတ်ကြောက်မပြေဘူးဒါတော့ဘာပဲလုပ်လို့အကောင်းဆုံးလုပ်ကိုကသူများအိမ်မှာပဲအိမ်ပေါ်ပဲလောက်ရသူများရဲ့အောက်ခြေလေးပဲလောက်ရမန်နေဂျာပဲလောက်ရဘာပဲလောက်ရအသင်းတော်မှာတကယ်ရှိပဲလဲရအသင်းတော်မှာခုံပဲတုတ်ရဘာပဲလုပ်စင်ပေါ်မှာတက်မှပို့ပြီးတော့ကြီးမြတ်သွားတာမဟုတ်အောက်မှာနေမှလည်းကြီးမြတ်တာမဟုတ်အလူငွေရမှသူကပုံမြင့်သွားတာလည်းမဟုတ်အားလုံးကဖျားရှိမှဆိုတဲ့ဟာလူရှိမှတော့လူကနည်းနည်းလေးခွဲကျင်တဲ့သဘောရှိဒါပေမဲ့ဖျားရဲ့အမြင်မှာကျွန်တော်အားလုံးကအတူတူပဲဖျားရဲ့အစီကိုခံနေတယ်ဆိုတဲ့သဘောနဲ့ဟိုပါပဲလို့အကောင်းဆုံးလုပ်ပါဒါပေမဲ့အကောင်းဆုံးကိုတော့လူကြီးကပြန်မပြောင်းလဲနဲ့အကောင်းဆုံးကိုတော့ဖျားစီရပဲပြန်ပြောင်းလဲဒါတော့ကဟိုတော့အကောင်းဆုံးဖြစ်နေတာအဲ့ဒါကိုသိတော့သူက easy ပဲသူများကိုမြင်တဲ့ခါမှာလည်းအဆင်ပြေအဲ့ဒီလူကလည်းဒီလိုမဖြစ်ရကောင်းလားဆိုပြီးတော့သူ့သွားလို့မရဘူးလူတိုင်းမှာသူ့ရဲ့ personal background သူ့ရဲ့စိတ်ခံစားချက်ရှိတာအဲ့တော့ဟိုကအဲ့လိုနေပြလိုက်ရတယ်အဲ့ဒီလူတော်သူကမပြောင်းလဲကိုရဲ့အတ္တတာအားဖြင့်တကယ်ရှိကခြေတော့ဆေးမှာတော့တပည့်တော်တွေမနေတတ်တော့ဒီတနေ့မှာလုံးဝဒီလူတွေမနှိမ့်ချပဲနဲ့ဘယ်လိုသွားလုံးလဲဟာငါတို့ခင်ဗျားတော်မှာအချက်တော့ဆေးပြီဆိုတော့ဒီလူတွေမာနမကြီးရတော့တကယ်ရှိအဲ့ဒါတင်တယ်ကိုကအရင်ဆုံးနှိမ့်ချလိုက်ကိုကအရင်ဆုံးကိုရဲ့ mindset ကိုအရင်ဆုံးပြောင်းလိုက်ပြီးတော့စီခံခြင်းဆိုတဲ့ဟာတဲ့တော့မှာပဲလို့အကောင်းဆုံးလုပ်အောက်ပြီးတော့တောင်းတာအကောင်းဆုံးလုပ်ဆောင်ဒါပေမဲ့အဲ့အကောင်းဆုံးလုပ်တဲ့ပုံမှာသူကအကောင်းတာပြောချင်တာရှိမယ်ဒီခါတည်းကအကောင်းဆုံးလုပ်ရတာနဲ့သူများထောက်ပြပြောဆိုတာလည်းရှိမယ်ဒါပေမဲ့မလိုပဲဖြစ်ဖြစ်ဘုရားသခင်ကြီးကပဲငါအကောင်းဆုံးကိုညွှန်နေမယ်အဲ့ဒါအဲ့စိတ်ပေါ်တယ်အသက်ရှင်နေပြီးတော့